မေမေရဲ့အာမန်တွေသမီးလေးရဲ့သွေးတွေကိုစီးဝင်ဘာလို့မဆိုလဲဆိုလို့ရနေပြီပဲနောက်တစ်ခါကြာရင်အဲ့လိုဆိုနော်ကိုတချင်လုံးပြစ်လိုက်အဲ့လိုလုံးလို့လဲအရှိကဥညစ်ထွက်ကြီးကစိတ်ဆိုးမှမဟုတ်ဘူးဘာလို့ဆိုတော့အင်မတန်ပြေးွားတဲ့ဂီတပညာရှင်အနုပညာရှင်ကြီးသားတို့သမီးတို့တွေကိုဆိုရတဲ့တခြင်းလေးတွေကိုကိုပုံစံနဲ့အလှပဆုံးဖြစ်အောင်လို့ကိုနဲ့တသွေးတသားရဲ့စီးဆင်းသွားအောင်လို့ဆိုနိုင်တဲ့ဟာအပေါ်မှာ तू ကကြည့်ပြီးတော့ပီတိဖြစ်နေမဲ့သူမျိုးကြီးအဲ့ဒါကိုအမတို့ယုံကြည်တယ်ဟုတ်ပြီနော်အဲ့ဒီလေးစားသမှုအပြင်ကြောက်ရွံ့မှုအပြင်ကိုယ့်ရဲ့အားသာချက်ကိုပုံစံထွက်အောင်ဘယ်လိုလုပ်မလဲဆိုတာကအဓိကတော့ချက်ပဲကိုပုံစံထွက်အောင်ကို interpretation နဲ့ကိုမလုံးနိုင်ရင်ဘာမဟုတ် you will be a second person ဒါပေမဲ့အဲ့ဒီတခြင်းတစ်ပုဒ်ကိုပုံစံထွက်အောင်လုပ်နိုင်ပြီဆိုလို့ရှိရင် you will be the one wow so keep it up ချစ်မနေကရင်ခံသွားနိုင်တယ်ရောက်ကဝင်လာပြီးလူကနာလေဒီကောင်းလေးကြောက်နေတယ်ချစ်တဲ့နေရာလေရပေးရရှိပါပဲအိုးမရှိမဖြစ်ဘူးမင်းလေးအားချစ်ပဲမင်းလေးအားတဲ့ဒန်းတယ်လို့မင်းမသိ
面标上，呀，亲爱的，特别亲。